ကျွန်တော်အဖေလောက်ကိုင်ပြီးတော့ကြောင်းသွားဘူးအဲ့လက်ပေါ်မှာယုံကြည်အားကိုရစိတ်ဟာအခုလက်ရှိထိပြောင်းမသွားဘူးပုံမှန်တိုင်းဆိုအဖေမျက်နှာအမြဲတမ်းလိုတီးပေမဲ့အဖေနဲ့မေဘသူ့ကိုချစ်လဲမေတော့ကျွန်တော်အမေကိုရွှေတိုင်းမှာရှိနေတယ်ကျွန်တော်အသက်ကြီးလာလေလေအဖေနဲ့စိမ့်လာလေလေပဲနော်တီးလားအဲတုန်းကဆိုအဖေကကျွန်တော်တို့အကြောက်ရမယ်လူလို့ထင်ထားမိတာအဖေကအမေလေးရောက်ခံမှာကျွန်တော်အပြင်ပြန်လာတိုင်းရှာတာအမေပဲသားဖာနှစ်ယောက်လမ်းမှာမျက်နှာချင်းလိုက်တွေ့ရတော့နှုတ်မဆက်ပဲခက်တီတီနေခဲ့ခုတလောအမေသိနေမကောင်းအိမ်ကစီးပွားရေးအရေးချင်မကောင်းအမေကဟန်ဆောင်ပြီးပြုံးလေးနေပေမဲ့အဖေမရှိတဲ့နောက်သိအဆင်မပြေတော့ဘူးဆုံးမဖို့တော့အမုန်းခံခဲ့နှစ်ဖူးကချွေချေမကြောင်ရုန်းကန်ခဲ့လူတွေကအနားမှာမရှိတော့တဲ့အချိန်ကျမှတန်ဖိုးတွေထားတတ်ကြထုံးစံပဲခါတလေသဘောထားရင်မတိုက်ဆိုင်ရန်ဖြစ်စကားများမာနာတွေလိုက်ပြန်အဖေဟဲ့ကျွန်တော်မရိုင်းခဲ့အမေကိုအဖေနဲ့ကျွန်တော်ပြတ်ခိုင်းခဲ့အခုကျမှလိမ္မာခွင့်မရှိတော့ဘူးကျွန်တော်အဖေလည်းမကြည့်တော့ဘူးအားလုံးဝင်ချပြီးတောင်းဝင်ခြင်းတဲ့အချိန်ကျမှအဖေကကျွန်တော်နားမှာမရှိတော့ဘူး